ကျောင်းစောနေတဲ့ဝေးအောင်ဝင်တာစာပါအံ့ပြီးတော့စာပါအသစ်ဖြစ်တဲ့Alan Dreamကိုဘယ်လိုချိန်ရမလဲဆိုတာကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်အကယ်၍ကျောင်းစောနေတဲ့စာပါက Phase 5ကိုရောက်ပြီဆိုရင်ခုလိုမျိုး Sign Up ဆိုတာပေါ်လာမှာဖြစ်ပြီးတော့ Sign Up ကနေလည်းချိန်လို့ရတယ်လို့နောက်တစ်နည်းကျွန်တော်ခုပြထားတဲ့ဟာလေးကိုနှိပ်ပြီးတော့ Sign Up ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဆိုရင် Scenario Process ထဲမှာ Sign Up ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်က Alan Dream ကိုချိန်ပါဆိုတော့ Alan Dream ဆိုတာကိုနှိပ်ပြီးသွားရင်ဒီနေ့အသစ်ထွက်တဲ့ Alan Dream စာပါဖြစ်တဲ့ E-Dream 80059ကိုချိန်ပါဆိုတော့80059ဆိုတာကိုရွေးပြီး Sign Up for a new scenario ဆိုတာကိုနှိပ်ပြီးရင် go to the new scenario ဆိုတာကိုနှိပ်ပြီးသွားရင် confirm ဆိုတာကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့က Mexico နဲ့စကားပြောပြီးသွားပြီဆိုရင် dog ကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်အနေနဲ့ class ၄မျိုးဖြစ်တဲ့ Beat Master, Chef, Gardener, Free Person ဆိုပြီးတော့၄မျိုးရှိတဲ့နေရာတွေမှာကိုကြိုက်တဲ့ဟာကိုရွေးပြီးတော့ရင် Alan Dream ဖြစ်တာကြောင့် region တစ်ခုဖြစ်တဲ့ Money Bus မှာ Maya Market နဲ့ Dash Valley ဆိုပြီးတွေ့မြင်မှာဖြစ်ပြီးတော့ဝေးအောင်ဝင်တာမှာတော့ Northern Region ကိုတွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီကနေမှကျွန်တော်က Maya Market ကိုတွားလိုက်ပါတယ်ရောက်ချင်းမှာလည်းနားကားမဲ့အနေထားရောက်သွားလို့ခွေးပြေးဝယ်ပြီးပြေးခဲ့ရပါတယ်ဒါမှကျွန်တော်ဆရာကြီးဆိုတော့မသိပါဘူးစိတ်ချရတဲ့နေရာလည်းရောက်ပြီဆိုတော့ဘက်ကိုနှိပ် transit story ထဲမှာ withdrawal လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်အနေနဲ့စာပါချင်းတဲ့အခါ limit 2000ရအောင်မလို့ inherit resource ထဲမှာကိုကြိုက်နေတဲ့ဟာကို limit 2000အတွင်းတည်လို့ရမှာဖြစ်ပါတယ် brother တို့အနေနဲ့ game ကြောင်းတစ်ခုသိနေတာပဲဖြစ်ဖြစ် Chris King ဝယ်ရတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram channel ဖြစ်တဲ့ Hodet Game Shop မှာလာရောက်ဝယ်ယူနိုင်ပါတယ်အဲ့တော့စာပါဘယ်လိုချိန်ရမလဲသိလောက်ပြီထင်ပါတယ်အဲ့တော့အားလုံးပဲနောက်ဝေးမှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ